စင်တကောင်စီမှာဒီလိုလက္ခဏာတွေတွေ့ပြီးဆိုရင်တတ်နိုင်သမျှအများဆုံးပြေးကြပါတော့ဒါကို mast လို့ခေါ်ပြီးစင်တကောင်အတွက်အန်ဒီရဲ့အရှိဆုံးအခြေအနေတွေထက်ကတစ်ခုဖြစ်လို့ပါပဲဒါဟာ mast လို့ခေါ်တဲ့ဇီဝကမ္မဖြစ်စဉ်တစ်ခုကြောင့်ဖြစ်ပြီးတနည်းဒါမှမဟုတ်နှစ်တစ်ချိန်စင်ထီကြီးတွေစီမှာဖြစ်လေရှိတဲ့ဓာတုဗေဒဆိုင်ရာပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်ဒီ mast ကျနေတဲ့အချိန်မှာ testosterone ဟော်မုန်းဓာတ်ဟာရိုးရိုးတက်ယုံတယ်မကပဲပုံမှန်ထက်အဆ60လောက်အထိထိုးတက်သွားတာဖြစ်ပါတယ်ဒီလိုပြောင်းလဲမှုကိုအပြင်းပန်းကနေမြင်နိုင်ပါတယ်သူတို့ရဲ့ဦးခေါင်းမှာရှိတဲ့ဂလင်းတွေကနေအနက်ပြင်းတဲ့အရည်တွေစီးကြလာတတ်သလိုစီးလည်းအဆက်မပြတ်သွားနေတတ်ပါတယ်သူတို့ရဲ့အမှုအကျင့်တွေလည်းလုံးဝပြောင်းလဲသွားပြီးကျွန်တော်တို့သိထားတဲ့အေးအေးဆေးဆေးရှိတဲ့ဘတ်တော်ဝါကြီးတွေမဟုတ်တော့ပါဘူးဒီနေရာမှာပဲအန်ဒီကဆလာတာပါ mast ဖြစ်နေတဲ့ဒီစင်ကြီးတွေဟာဘေးဟာကချင်းချောက်မှုလဲဆိုတာကိုဝေဖန်ပိုင်းချနိုင်စွာမရှိတော့ပါဘူးသူတို့ကဟန်ပြား6တာမျိုးတတိပြေးတာမျိုးမလုံးတော့ပဲတိုက်ရိုက်ကိုဝင်တိုက်ပါတော့တယ်တyiဆန်တွေကားတွေအဆောက်အုံတွေနဲ့တခါတလေလူတွေကိုပါတိုက်ခိုက်တတ်ပါတယ်စင်တီတီတန့်ကြီးတွေကတပ်ပံတွေကိုအမြင့်ကနေဆွဲနှုတ်တာကားတွေကိုမောက်အောင်လုပ်တာနဲ့လားမာတွေးသမျှအရာအလုံးကိုဖျက်ဆီးဖက်တာမျိုးတွေကိုနေရအနက်မှာတွေးမြင်ဖူးကြပါမည် mast ကိုပိုကြောက်စရာကောင်းစီတာကသူတို့မှနာကျင်မှုကိုလည်းသိကရုမဆိုင်တော့ပဲအရှိန်မလျှော့တာပါပဲတခြားစင်တွေကလည်းဒါကိုချက်ချင်းထိပြီးအဝေးကနေရှောင်းနေကြပါတယ်ဒီအခြေအနေကရက်အနေငယ်ကနေသတင်းပတ်တွေအထိကြာနိုင်ပါတယ်ပြီးတော့မှရုတ်တရက်ဆိုသလိုပြန်ပြီးဆုံးသွားပါတယ်ဟော်မုန်းတွေလျော့သွားပြီးရန်လူမှုတွေလည်းပျောက်ကွယ်သွားတာပါဒါဟာကဘာပေါ်မှာအတိညာဏ်အရှိဆုံးလို့ပြောလို့ရတဲ့ဒီတတ္တဝါကြီးတွေတောင်သူတို့ကိုယ်တိုင်မထိန်ချုပ်နိုင်တဲ့ဓာတုဗေဒပြောင်းလဲမှုအောင်မှာကြာရောက်သွားနိုင်တဲ့ဆိုတဲ့တတိပေးချက်တစ်ခုပါတယ်